အားလုံးမင်္ဂလာပါဒီနေ့ကတော့ IV ကိုအလှပပစ္စည်းလေးအားကြီးအကြောင်းနဲ့အကြောင်းရဲ့အလှပပစ္စည်းလေးယူလို့ရအောင်လို့ပေါ့နော်ပစ္စည်းလေးယူဖို့အကလေးနဲ့ပစ္စည်းလေးထည့်ရမှာပါ Let's go ရင်းစော IV နှခမ်းလေးထည့်နှခမ်းလေးမထည့်ချင်ဘူးနော်ဒီမွေးလေးပဲထည့်လိုက်ပါမယ်ဒီမှာ IV ကိုပါ Hello အကြောင်းနဲ့နော်ဒီကိစ္စတရားထည့်ပါမယ်ဒီမှာဒီမို့ပလင်းနဲ့ထည့်ပါမယ်အဲဒီဒီမို့ပါ哇，招这么少呢？挺少的呢，就做了。还有，你冇事啊？招这么少呢？好吧。ဒီမှာပါတိုက်ကြရက်ဖြစ်နေပါတယ် IV ရဲ့ကြရက်ပေါင်း6ခါနေပြန်ကျိုးစီတူလို့ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ IV ရဲ့ပထမဆုံးနေရာမှာကြရက်ကစတက်ပါတယ်။ကြရက်တက်ပြီးရင်တော့ IV ရဲ့အိတ်ဆောင်ရမွေးသေးသေးလေးကိုထည့်ပါမယ်။ဒီမှာပါ။ပြီးရင်တော့ IV ကလေးလေးထည့်ပါမယ်။ IV ကလေးကတော့ဒီလိုဟာတွဲပါဒီလိုဟာတွဲပါလူတနနှစ်ခုတွဲပါIV ရဲ့ကလေးဘူးကိုတိကြမှာပဲတိကြရချင်ပါတယ်ဟိုမတိတဲ့သူတွေလည်းမတိပေါ့နော်IV ကတော်ပေါ်ပဲတင်ဖြစ်တာများတဲ့ခါကြတော့ပေါ့နော်မတိဘူးချင်ပါဒါတွေကတော့ IV နှခမ်းလေးတွေပါနှခမ်းလေးထည့်ရမယ်တပည့်တော့ဒီကဓမီကိုတော့မထည့်တော့ပါဘူးဓမီကတော့ဟိုပတ်သွားပြရပါတယ်အဲ့တော့ဗီဒီယိုရဲ့ကြရက်တောင်း6000လေးလောက်ထားရဲပေါ့နော်အဲ့လောက်မဲ့ပစ္စည်းတွေဖြစ်ပါတယ်ကြရက်တောင်း6000လေးပေါ့နော်အဲ့ IV ပလန်တော့ဟိုမှာကတော့ Echo လာရဖြစ်ပါတယ်